အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အကြောင်းအရာလေးကတော့ set total ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် total လုပ်ဖို့အတွက်ဒိတ်ကလေးတွေကိုစီလိုက်ပါမယ်ဒိတ်ကလေးတွေကိုဆော့လုပ်လိုက်ပါမယ်ဒိတ်ကလေးတွေကိုစီပြီးသွားပြီဆိုလို့ရှိရင်တူရဒိတ်ကလေးတွေကိုအယောင်တင်လိုက်ပါမယ်အယောင်တင်မှုအတွက် home နဲ့က conditional formatting မှာ conditional formatting နဲ့က color scheme ထဲမှာကိုကြိုက်တဲ့အယောင်လေးကိုပြင်လို့ရပါတယ်အယောင်တင်ပြီးပြီဆိုလို့ရှိရင်ဒီမှာဒီတရက်နေ့မှာရောင်းထားတဲ့ဟာလေးတွေရှိတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုတူရပေါင်းရှင်းပါတယ်တရက်နေ့မှာရှိတဲ့ amount တွေအကုန်လုံးကိုပေါင်းရှင်းပါတယ်ဒါဆိုရင် set total နဲ့ပေါင်းပါမယ် data တွေက set total ပါ set total တွေကဒီမှာ each addition in ဆိုပြီးတော့သူက date အလိုက်ပေါင်းမှဖြစ်တဲ့အတွက် date ကိုရွေးလိုက်ပါမယ်ပြီးရင် sum မှာ sum ကိုရွေးလိုက်မယ် amount တွေကိုပေါင်းမှဖြစ်တဲ့အတွက် amount ကလေးကိုအမှန်ကြီးလေးပေးလိုက်ပါမယ် okay ရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တရက်နေ့မှာရောင်းထားတဲ့ငွေ amount total လေးတွေကိုသူကဒီလိုမျိုးလေးနဲ့အနှစ်ရှုပ်ပြပေးမှာဖြစ်ပါတယ်။နေ့ရက်နေ့ဆိုရင်ဒီလိုမျိုးနဲ့ set total လုပ်လို့ရပါတယ်။ဒီမှာ1 2 3ဆိုတဲ့ရုပ်ပုံလေးရှိပါတယ်။ဒါကတော့3မှာမြင်ရမယ့်အနေအထားလေးပါ။2မှာဆိုလို့ရှိရင်သူက report ပုံစံလေးနဲ့ပြပေးတာပါတရက်နေ့မှာဆိုလို့ရှိရင်သူရဲ့ amount total ကဒီလောက်ရှိတယ်9ရက်နေ့မှာဒီလောက်အဲ့လိုမျိုးနဲ့ပြပေးတာပါ1မှာမြင်ရမယ့်ပုံစံလေးကတော့စုစုပေါင်းဇယားအားလုံးရဲ့ဇယားတစ်ခုလုံးရဲ့ amount လေးပါဒါလေးကတော့ set total ကိုသုံးလိုက်တာဖြစ်ပါတယ်နောက် set total ကိုပြန်ပြီးတော့ဖြုတ်ပါမယ်ဖြုတ်ဖို့အတွက်ပြန်ဝင်လိုက်ပါမယ်ဒီမှာ remove all လေးရှိပါတယ် remove all လေးကိုနှိပ်လိုက်ရင်ပုံမှန်အနေအထားလေးကိုပြန်ရောက်သွားတာကိုမြင်တွေ့ရမှာပါနောက်တစ်ခုအနေနဲ့ item တွေပေါ့နော် item တွေကိုတူရပေါင်းပါမယ်အဲ့ဒီအတွက် quantity နဲ့ငွေ amount ကိုပေါင်းပါမယ် set total တွေကိုပြန်ဝင်လိုက်ပါဒီတစ်ခါ item တွေကိုပေါင်းမှဖြစ်တဲ့အတွက် item ကိုရွေးလိုက်ပါမယ်သူရဲ့ quantity နဲ့ငွေ amount ကိုပေါင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ခုမှအမှန်ကြီးရှင်းလိုက်ပါမယ် okay ပေးလိုက်ပါဒီမှာ item ကိုပေါင်းမှဆိုတဲ့အတွက် item လေးကိုအရင်ဦးဆုံးစီရမှာဖြစ်ပါတယ်ဒါက date ကိုစီပြီးတော့ပေါင်းတာဖြစ်တဲ့အတွက် date ကိုစီထားတာဖြစ်တဲ့အတွက်သူ့ရဲ့ date အလိုက်ပုံမှာသူ့ရဲ့ item တွေကိုပြန်ပြီးတော့သူကနှိပ်ရှုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒီအတွက် set total လေးကိုပြန်ပြီးတော့ remove လုပ်လိုက်ပါဒီမှာ item လေးကိုပြန်ပြီးတော့စီပေးရမှာဖြစ်ပါတယ် item အကွက်ကလေးကို selection ပေးပြီးတော့ sort ထဲက A to Z လေးပြန်ပြီးတော့စီလိုက်ပါမယ်ဒါဆိုရင်တူရစုသွားပါပြီအဲ့လိုမျိုးအချိန်မှာမှ set total ပေါင်းပါမယ် set total ပေါင်းမှုအတွက် data တွေက set total တွေကိုပြန်ဝင်လိုက်ပါ item တွေကဒီမှာ sum ပေါင်းပါမယ် item ကိုပေါင်းပါမယ်ပြီးရင် okay လို့ရွေးလိုက်ပါဒီမှာဆိုရင်တူရလေးတွေကိုပေါင်းပေးသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် set total လုပ်မယ်ဆိုလို့ရှိရင်အဓိကအချက်ကဘာမှန်းမှာတော့ဆိုတော့ကိုပေါင်းဖြစ်တဲ့ဟာလေးတွေကိုအရင်ဦးဆုံးဆော့လုပ်ရမှာဖြစ်ပါတယ်ဒါမှတာနဲ့သူကပေါင်းပေးမှာဖြစ်ပါတယ်နှစ်ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင် desktop total က quantity အဖြစ်18ခုရှိတယ်ငွေ amount စုစုပေါင်းကိုဒီလိုမျိုးလေးနဲ့ကြည့်လို့ရပါတယ်ဒါကတော့ set total သင်ခန်းစာလေးပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်